9သိန်း6သိန်းဝန်းကျင်မှာ iPhone တွေကထက်ကျွန်တော်က game ဆော့မယ်ဆိုလို့ရှိရင်ဒါ Android တွေကတော့ပို့ပြီးတော့ရွေးသေးခြင်းနဲ့ iPhone တွေကကျွန်တော်တို့ game ဆော့ဖို့အတွက်ဆိုလို့ရှိရင်ရွေးချယ်စရာကတိတ်ပြီးတော့များများဆဆမရှိဘူးဗျာကျွန်တော်တို့ဘာရှိမလဲဆိုတော့ HR ရှိမယ်11ရှိမယ်10ရှိမယ်ဒီ၃မျိုးလောက်ပဲဒါကျွန်တော်ဒီဈေးဝန်းကျင်မှာရတာ fix rate တွေမှာပေါ့ဗျာဆိုတော့အဲ့ကောင်လေးတော့ပဲ game ဆော့လို့ကအဆင်ပြေပဲတခြား model တွေကဒါ game ဆော့လို့တိတ်ပြီးတော့ဒီကောင်လေးတော့အဆင်ပြေမှာမဟုတ်ဘူးဗျာကျွန်တော်ဒီမှာတော့ဒီကောင်လေးရှိမယ်10 smart 256K ဒီကောင်လေးဆိုတာ site လည်းကြီးတယ်ကျွန်တော် battery လည်းဒါတောင့်တယ် 256K ကိုမှကျွန်တော် fix rate ကျန်တာ offline ရှိတယ်ဒီကောင်လေးက9သိန်း8000ရှိမယ်ပြီးလို့ရှိရင်နောက်တစ်လုံးကျွန်တော်ဒီကောင်ရှိမယ် iPhone 11ကိုမှ 64K ကျွန်တော် no error offline ပဲ fix rate ပိုင်းအကုန်ရတယ်သူကတော့ကျွန်တော် ID ပါ300လို့ဖြစ်တယ်ဗျာ reset တော့ထားလို့မရဘူးပေါ့နော်ဆိုတော့ဒီတွေကပဲရွေးချယ်စရာရှိမယ်ဗျာတခြား HR လည်းရှိတယ်ကျွန်တော်မှာ HR ကတော့ 128K ဒါ fix လေးရှိမယ်သူကတော့ဒါကျွန်တော်4သိန်းကျော်ရေးပေါ့ဗျာ9သိန်း6သိန်းဝန်းကျင်မှာ iPhone တွေကထက်ကျွန်တော်က game ဆော့မယ်ဆိုလို့ရှိရင်ဒါ Android တွေကတော့ပို့ပြီးတော့ရွေးသေးခြင်းနဲ့ဘက်ထရီလည်းပို့ပြီးတောင့်နေဗျာဆက်တွေပါတယ်ကျွန်တော်ဒါ iPhone တွေလောက်ဆက်တွေပိုင်းမပို့ဘူးကျွန်တော်ဒီမှာကတော့ Android ထဲမှာဆိုလို့ရှိရင်ဒီဈေးဝန်းကျင်ကဒီကောင်လေးရှိမယ် Note 30 Pro Run 812ရှိမယ်သူက original အသွင်းကြိုးကောင်းပါမယ်ဘူးတော့မပါတော့ဘူးဒီကောင်လေးကဒါကျွန်တော်9သိန်း5000နဲ့ပဲရမယ် Note 30 Pro Run 812 in display finger နဲ့ဆိုတော့ဒီကောင်လေးက9သိန်း5000ကျွန်တော်တော့ဒီ iPhone တွေတက်စားလို့ရှိရင်ဒီဈေးဝန်းကျင်မှာကဒီမီလေးတွေကပို့ပြီးတော့ဒါကျွန်တော် game ဆော့မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်ဗျ